ရှာတွေ့မလဲအတားတွေနဲ့ဝမ်းမောထားတဲ့ကဘာမြေကြီးဟာဒီလောဘတွေနဲ့ကိုယ်ပဲစင်လာတဲ့လူသားအတိကတော့စိတ်ပဲအတိကတော့မြတ်တာပါတဲ့စိတ်မှာချစ်ချင်မြတ်တာတစ်ချက်လေးထားကြည့်အောင်တပါးတယ်လေဒီတဲ့ပါစေကိုယ်အတလေးပဲကြည့်ကြည့်ရမယ်ချင်းတရားများပြတ်တော့ခုံလုံးစရာနေရပေမှာရှာတွေ့မလဲအတိကတော့စိတ်ပဲအတိကတော့မြတ်တာပါတင်းရဲ့စိတ်မှာချစ်ချင်မြတ်တာချမ်းလေးထားကြည့်အောင်တပါးသူကလေးတီးတဲ့ပါစေလောဘတွေနဲ့ကိုယ်ပဲစိတ်လာတဲ့လူသားအဓိကတော့စိတ်ပဲအဓိကတော့မြတ်တာပါတဲ့စိတ်မှာချစ်ချင်မြတ်တာတစ်ချက်လေး